တဲ့အနေထားလေးကိုရင်တစ်ချက်မှတ်ထားလိုက်မယ်နော်ဒီတော့အတဲ့ယူတယ် horizontal vertical ဒါမျက်နှာအတဲ့မှာဆိုရှင်ဒီ line ကအတဲ့ပဲမျက်နှာစောင်းရင်သူလိုက်စောင်းပါနော်အဲ့တော့ပြီးရင်အလင်မှာဒီမှာမြင်းလဲဒါကဗာလဲမျက်ခုံးလိုက်နော်မှတ်ထားပါနော်မျက်ခုံးနော်ဒါကမျက်ခုံးအဲ့တော့ပြီးရင်သူကနေအပေါ်၄ချိုး3ချိုးယူတယ်ဒီမှာနော်3ချိုးစာယူမယ်ဒါကဗာလဲနှစ်ဖူးနော်ဒီမှာလည်းအောက်မှာလည်းအဲ့လို၄ချိုး3ချိုးစာနှာခေါင်းနော်ဒါနှာခေါင်းနော်အဲ့တော့ပြီးရင်အဲ့ဒီရဲ့ကွာဝေးတိုင်းအပြင်မှာမေးစီနော်အဲ့တော့တခုရှိတာအတဲ့မှာဆိုရင်တော့မှသူကဘာလဲဆိုတော့မေးစီရဲ့အကွာဝေးကအမြင်နဲ့အပြောင်းလဲဖြစ်နိုင်တယ်နော်ပါဇက်ဟလိုက်ရင်အကွာဝေးကပိုဝေးသွားမယ်နော်အဲ့တော့ပုံမှန်ကတော့သူကဒီအချိုးစား၄ခုကတူတယ်တူရမယ်ဒါလူတယောက်ရဲ့အချိုးစားကိုသတ်မှတ်ထားတယ်အဲ့ဒီမှာကိုကတယောက်နဲ့တယောက်မတူတဲ့ခါကျတော့မျက်နှာအချိုးစားတွေကိုသေချာလိုက်ကြည့်ပေါ့တချို့ကြရှိမှနှစ်ဖူးနည်းနည်းကျင်းတာရှိမယ်နှစ်ဖူးနည်းနည်းကျေတာရှိမယ်အဲ့လိုပဲနှာခေါင်းကလည်းတူတာခြေတာတယောက်နဲ့တယောက်မကွာမတူဘူးပေါ့နော်ဒါပေမဲ့အကွာဝေးဖြစ်သွားပြီဆိုရင်နည်းနည်းပဲနော်အများကြီးမဖြစ်စင်နဲ့ပေါ့တလုံးနဲ့တစ်ဝက်စာကြီးတော်လို့မရအောင်အဲ့တော့မေးစီကလူတယောက်တည်းမှာပဲအချိုးကျနေတယ်မှာဆိုပါဇက်ဟလိုက်ပြီဆိုရင်အကွာဝေးကပို့ဝေးသွားမယ်နော်ဒါကတော့အမြင်နဲ့ပြောင်းလဲနိုင်တယ်အဲ့တော့ပြီးပြီဆိုရင်မျက်လုံးကဘယ်လောက်လာလဲမျက်လုံးကနှာခေါင်းနဲ့မျက်ခုံးကြားထဲမှာနော်မျက်ခုံးကြားထဲမှာလာတဲ့ခါမှာ၄ချိုးတစ်ချိုးသူလေနော်ဟုတ်တယ်မလားမှတ်မိလားဒါမျက်လုံးဒါလူတယောက်ရဲ့အချိုးစားကိုကြည့်တဲ့ခါမှာအရင်ဆုံးဒီ၄ခုကိုအရင်ကြည့်ဖို့လိုတယ်နော်ပြီးတော့မှမျက်လုံးအချိုးစားပြီးနှာခမ်းရပါလဲ၃ချိုးတစ်ချိုးမှသွားတယ်နော်၃ချိုးတစ်ချိုးတော့ဒီမှာစလုံးရဲ့အောက်ခြေနဲ့သွားညှိရတယ်တော်လားနော်နှာခမ်းဒါလည်းမှတ်ထားမယ်ပြီးရင်ဒီကနေဒီထိကမျက်လုံးဘယ်နှလုံးစားလဲမှတ်မိလားဟုတ်လို့လားဟုတ်ပါဘူးမဟုတ်လေမျက်လုံးအကွာဝဲပြောတာမဟုတ်ဘူးလေဒီဘေးအချမ်းထိကိုမျက်လုံးဘယ်နှလုံးစားယူတော့၅လုံးမျက်လုံးရဲ့အလယ်မှာမျက်လုံးကြားထဲမှာတစ်လုံးစားဒီဘက်တစ်လုံးဒီဘက်တစ်လုံးဆိုတော့၅လုံးစားဒီကနေဒီထိက၅ချိုးချိုးလိုက်မှာနော်အဲဒီမှာမျက်လုံးတစ်လုံးစားရှိတယ်ဒီမှာမျက်လုံးစားဒီကနေဒီထိက၅ချိုးချိုးလိုက်မှာနော်အဲဒီမှာမျက်လုံးတစ်လုံးစားရှိတယ်ဒီမှာမျက်လုံးဟုတ်တယ်အဲ့လိုမပြောခဲ့ဘူးလားရှားထဲမှာမျက်လုံးတစ်လုံးစာရှိရမယ်ဟိုဘက်မှာတစ်လုံးဒီဘက်မှာတစ်လုံးဆိုတော့ဒီမှာမျက်လုံးတစ်လုံးနဲ့ဆို၅ချိုးဖြစ်သွားတယ်ပြောကြဆရာစော်ဝိုင်းရဲ့ဒီဘက်ကနေဒီဘက်ဒီက၅ချိုးချိုးချမယ်နော်အလီမှာတစ်ချိုးဆိုတော့ပြီးပြီဆိုရင်နှာခေါင်းကပါလေမျက်လုံးတစ်လုံးစာဟုတ်တယ်နော်အဲ့တော့နော်နှာခေါင်းဒါမျက်ရည်တွေရှိမယ်ဒါကတော့အချိုးစားကိုဆရာအရင်ပြပေးရနော်မှတ်မိအောင်နော်အဲ့တော့အဲ့ဒီအချိုးစားကိုမှတ်မိနေမှာကြံတဲ့ဟာတွေလိုက်ယူတဲ့ခါမှာကျတော့အဆင်ပြေမှာအဲ့တော့ဒီမှာအလင်းတွေရှိမယ်ပြီးမျက်ခုံးဆိုလို့ရှိရင်ဒါနဲ့တန်းလေးပဲဖြစ်ရမယ်လို့တော့မဟုတ်ဘူးနည်းနည်းလေးအပေါ်ထောင်တာပါညာနော်ရှိမှာပဲတချို့ဆိုရင်နော်အဲ့တော့ဒီလိုလေးဟုတ်ပြီနော်ပြီးရင်နှာခေါင်းနဲ့နှာခမ်းကြားတွေကခြိုင်နေဝေးတာနှာခမ်းဆိုလို့ရှိရင်ဒီမှာဒီအလင်းနှာခမ်းအပေါ်နှာခမ်းနော်အဲ့နှာခမ်းအကျေကဘယ်လောက်ရှိတော့မှတ်မိလားမျက်လုံးတစ်လုံးနဲ့တစ်ဝက်စာနော်မျက်လုံးတစ်လုံးတစ်ဝက်စာအဲ့တော့ဒီမှာမျက်လုံးတစ်လုံးစာဆိုဒီဘက်တစ်ဝက်အဲ့ဒီအကွာဝေးလောက်ရှိတာပေါ့နော်အဲ့တော့ပြောချင်တာဒီနှာခေါင်းကဒီမှာမျက်လုံးတစ်လုံးစာရှိတယ်ဆိုဟိုဘက်ဒီဘက်နည်းနည်းကြော်လိုက်အဲ့ဒါဆိုရတယ်ဟုတ်လားမျက်လုံးတစ်လုံးတစ်ဝက်အနေထားလောက်ပေါ့ဒါသူပတ်မှတ်ထားတဲ့အချိုးစားလေးပြီးပြီဆိုရင်ဒီချာလေးပြန်ဖော်တယ်နှာခမ်းလေးကိုလိုင်းအဖြောင်းတိုင်းဆိုမှပြီးအောင်နှာခမ်းလာဒီမှာနော်အောင်နှာခမ်းအပေါ်နှာခမ်းနဲ့နည်းနည်းလေးထူပေးလိုက်တယ်ဆိုဒီမှာအနေတော်ပဲမေးစီနေဆိုရင်ကြည့်လိုက်နော်အဲ့တော့အဲ့လိုပြီးပြီဆိုတော့မှကိုလိုချင်တဲ့မျက်လုံးမျက်ဒါအကုန်လုံးကိုအချိုးစားအကုန်ပေးချယူမယ်ပြီးပြီဆိုရင်မျက်နှာကြယူပဲနော်မျက်နှာကြယူတဲ့အခါမှာဒါနှစ်ဖူးနေရာမှာ7နေရာအောင်မှတချို့ဆိုရှင်တန်းလေးရှိတယ်တချို့ဆိုဒီလိုကာကြီးပုံစံအထဲကိုရောက်သွားရှိမယ်ပြီးရင်ဆရာတို့ကနှစ်ဖူးဘေးကိုစောင်းဘေးကိုဒီနှစ်ထင်ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်ဆရာတို့ကမျက်ခုံးရဲ့ဒီတောင်းနဲ့တိုင်းနဲ့ပြီးရင်ဒီဟာနဲ့တိုင်းနဲ့မှတ်မိလားဒီလိုလေနော်အဲဒီညာရောက်ပြီဆိုရှင်သူကစောင်းကြပြီနှစ်ဖူးကအဲ့လိုအရင်ကြီးကျင်နေလို့မရအောင်နော်ပြီးဒီကနေအပြင်ကိုနည်းနည်းလေးကားတယ်ဟုတ်တယ်နှစ်ထင်နေရာမှာနော်နှစ်ထင်စားတဲ့ဒီမျက်ခုံးရဲ့ဒီဘင်းနာနော်ပြင်းတဲ့တစ်ခုလုံးမှာအကားဆုံးကဒီနေရာဒါဒီမှာမပြေတော့ရော့သွားနေမယ်အဲ့ဒါဆိုဒီဘက်မှာပိုတိုးလာမှာပေါ့
နော်ပြောချင်တာငါးလုံးစာစီပဲအဲ့ဒါကိုဟိုဘက်ဒီဘက်အတိုးလျှော့နေယူသွားမှာအဲ့တော့ line ရအလီမှာဆိုရှင်တပြည့်တော့ဒီဟာကိုဘာလို့ဆိုတော့ဥစဉ်ကိုကြည့်လိုက်တာဆိုတော့တပြည့်တော့ဘာလို့ဆိုဒီမှာဒီဟာတလုံးစာယူထားတယ်ဒါပေမဲ့ဒီဘက်ကိုလည်းကတ်တယ်လားဒီဘက်ကဝေးတယ်ဒီမှာတလုံးစာနော်အဲ့ဒါပြီးပြီဆိုရှင်ဒီမှာမျက်လုံးယူတယ်အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့မျက်လုံးကတလုံးစာအပြည့်ထိတော့နည်းနည်းသွားမယူတော့ဘူးနည်းနည်းရှုံလိုက်မယ်နော်ဘာလို့ဆိုစောင်းလိုက်တဲ့ဘက်မှာမလို့ပြန်ချုံလိုက်တာနည်းနည်းနော်ပြီးရင်ဒီဘက်မှာတလုံးစာဘယ်လိုလဲတွေ့ရလားအဲ့တော့ပြီးရင်နှာခေါင်းအဲ့ဒီမှာတစ်ခုရှိနှာခေါင်းကိုအလေးကိုဒီလိုလေးပဲလာမလို့ဘူးနော်ရှေ့ကိုနည်းနည်းလေးထုတ်ဝင်မယ်ဘာလို့နှာခေါင်းရဲ့သဘောတရားဘေးကိုစောင်းလိုက်လို့ရှိရင်ဒါကြီးကရှေ့ထွက်သွားလေအဲ့တော့အဲ့ဒါကိုဒီ line ပေါ်မှာကြီးပဲတန်းနဲ့ယူထားလို့ရှိရင်နှာခေါင်းကြီးကအထဲဝင်နေနေမယ်နော်အဲ့တော့နည်းနည်းလေးအပြင်ကိုဒီလောက်လေးပြန်ယူရဲနှာခေါင်းပေါက်ဟိုဘက်ကနေသွားပြီနှာခေါင်းပေါက်ကနော်ဟိုဘက်ကမပေါ်တော့ဘူးတလားဒီဘက်ကပဲပေါ်တော့တယ်ဟုတ်တယ်နော်ဒါနှာခေါင်းဟိုဘေးတစ်စောင်းဆွဲတော့မှတ်မိတယ်ဟုတ်ဒီလိုလေးပဲပြီးမျက်ခုံးဒါမျက်ရည်တွေရှိမယ်ပြီးမျက်ခုံးလာမယ်ဒီလိုလေးပဲမတလားနော်အချိုးစာဒီဘက်မှာနှလုံးစာကျန်ခဲ့တယ်ဟိုဘက်မှာမရှိတော့ဘူးနော်ပြီးနှာခမ်းလာပြီအဲ့လိုပဲနှာခမ်းကိုဆွဲတဲ့ခါမှာလည်းဒါလေးကိုတစ်ခါတည်းလိုလို့ရှိရင်ဟိုမှာကိုယူထားတဲ့ line အထဲကနေငိုင်းဝင်လိုက်ပြီလို့ရှိရင်နှာခမ်းကနောက်ဆော့သွားနိုင်တယ်အဲ့ဒါဆိုလည်းပြန်ချိန်ဆပါနော်အဲ့ကြောင့်ဒီ line ကိုယူကြတဲ့အရင်ဝိပလိုက်လို့လည်းမရအောင်နော်အဖြောင်အောင်ကြီးတည်းမဟုတ်ဘဲနည်းနည်းချိန်ဆပဲပေါ့ပြီးပြီဆိုရှင်နှာခမ်းအဲ့ဒီဘက်မှာပါဆိုနှာခမ်းအန်တာအလေးအဲ့ဆိုဒီဘက်ကနှာခမ်းကနည်းနည်းပဲပေါ်တော့မယ်ဒီဘက်ကိုပေါ်သွားတယ်ဟုတ်တယ်နော်ဒီလိုလေနှာခမ်းပေးတဲ့ဆောင်ကမှတ်မိရအောင်ဒီလိုယူတော့မှာမကြည့်လားနော်အဲ့တော့ပြီးပြီဆိုရှင်မျက်နှာကျလာပြီအဲ့တော့မျက်နှာကျလာတဲ့ခါမှာနှာခမ်းအထိယူပြီးပြီဆိုရှင်မျက်နှာကျလာတဲ့ခါမှာဒီမှာခုနကစပင်အနေရလဲနှစ်ဖူးနေရစဝိုင်းတိုင်းဒီလိုကြီးပဲဝိုက်ချရမှာလို့မဟုတ်ဘူးနော်နည်းနည်းလေးဖြည့်တာပါညာလိုလို့ဖို့ဆိုဒီနားလေးမှာခွရှုဆိုရှင်နှစ်ဖူးနေရနေမှာနည်းနည်းခြိုင်သွားတယ်ဆိုရှင်ဒီမှာနည်းနည်းလေးခြိုင်ပေးတယ်မျက်ခုံးနေရလေးမှာနည်းနည်းပြန်ဖောင်းတယ်ပြီးဒီမျက်လုံးရဲ့အတွင်းနေရာလေးကြားလို့ရှိရင်ပြန်ဝင်သွားတယ်ဒီနေရာမှာပြန်ဖောင်းတယ်ဒီနေရာလေးလေနော်အဲ့တော့နည်းနည်းမျက်လုံးရဲ့အောက်ရောက်တော့မှဆိုပြန်ဖောင်းပါနော်ပြီးအထဲကိုနည်းနည်းပြန်ဝင်တယ်နှာခမ်းနေရာရောက်ပြီဆိုရှင်ဒီနားလေးမှာနည်းနည်းလေးအဲ့လိုဒီဘေးတစ်စောင်းကြည့်လို့ရှိရင်ဒီနားလေးကပါးလေးနည်းနည်းဖောင်းတတ်တာပေါ့နော်အများကြီးလည်းမဟုတ်ဘူးသွားပြီးတော့တားကြီးဖောင်းချလိုက်လို့ရှိရင်မှမသိမသာလေးပဲနော်ဖောင်းပြီးတော့ကြားတဲ့အနေထားတခါလေးဒီကနေတန်းပြီးတော့တန်းလေးကြီးလည်းမယူနဲ့ပေါ့နော်တန်းလေးနည်းနည်းရှင်းပြီးမှဒီနားလေးမှာမသိမသာလေးအဲ့လိုမျိုးလေးရှိနိုင်တယ်နည်းနည်းသတိထားပဲနော်အဲ့ဒါလေးအဲ့တော့ပြပြဆိုရှင်မေးစီဟိုဘက်ချမ်းကြလို့ရှိရင်ကျွန်တော်ကဒီမှာမျက်ခုံးနဲ့တိုင်းနဲ့ခုနကလိုပြီးရင်ဒီမှာနှစ်ထင်မွေးတွေလာပြီဒီဘက်မှာကြည့်ချက်ပါဖြစ်တော့လေအကွာဝေးကဒီမှာတော့3ချိုး2ချိုးစာပဲယူတယ်ဒါပေမဲ့ဒီဘက်မှာမျက်လုံးတစ်လုံးစာအဲ့လိုအကွာဝေးလောက်ကြီးဖြစ်သွားတယ်ဒီထက်ပိုစားလို့ရှိရင်တစ်ခါတည်းတစ်လုံးကြော်စာတွေဖြစ်သွားတာပေါ့နော်ဒီဘက်ဘေးကတစ်စောင်းတွေကပြီးရင်ဒီမှာ2ရွက်လာမှာပေါ့ဒီမှာဆိုရှင်နှစ်ထင်မွေးတွေရှိမယ်ပြီးရင်မျက်နှာကျဒီမှာကြည့်နော်အဲ့လိုမေယိုစင်းတဲ့နေရာလေနော်ဒီလိုလေ2ရွက်ကဒီမှာပေါင်းနော်ပြီးတော့မှ7ဆိုဒီဘက်ခြမ်းကပိုပေါ်သွားပြီဒါဟိုဘက်ခြမ်းကိုလှည့်ထားရဲဆိုရှင်ဒါသူမကြည့်ရမနော်အဲ့လိုလုပ်ပါမှာနော်ပြီးတော့မှလေပင်ကဒီမှာနေရောက်ကနေဆင်းလာတာပေါ့နော်ဒီဘက်ကျတော့ရှင်အထဲနည်းနည်းဝင်သွားတယ်ဒီမှာဆိုရှင်ယောက်ျားလေးဆိုရှင်အဲ့လိုလေစလုတ်တွေပါကြရှိမယ်ဒီမှာညရုံးနေရတယ်ရှိမယ်ဒီလိုမျိုးတွေနော်ပြီးပခုံးအဲ့ဒါရမလားညနာကိုကြည့်လိုက်နော်စောင်းလိုက်တဲ့အနေထားလေနော်အဲ့တော့ဒီထက်ပိုစောင်းလို့ရှိရင်ဒီ line တွေကပိုရှိသွားရင်ဒီဘက်တွေကရော့သွားပြီးတော့ဒီဘက်တွေကပိုလာမှာပြလားအဲ့လိုမျိုးလေနော်အဲ့တော့ဆွဲတဲ့ခါမှာအချိုးစားတွေကဒီတိုင်းပဲဒါမှအဲ့ဒီ line တွေကိုပဲရွှေ့သွားတာတဲ့လားသူထက်ပိုရွှေ့သွားရှင်တော့ဒီဘေးနားတွေတော်တော်လေးရောက်သွားမယ်ဒါအလေကဒီတိုင်းပဲခုနအတိုင်းပဲနော်၄ချိုး3ချိုးစီပဲယူရဲ၄ချိုး3ချိုးအဲ့တော့အကွာဝေးပုံမှန်မေးစီပြီးရင်နှာခမ်းဒီမှာနှာခေါင်းနဲ့ဒီချိုးတချိုးနော်အဲ့တော့မျက်လုံးကဘာဖြစ်သွားလဲဆိုတော့ဒီဘက်မှာတစ်လုံးစာမရှိတော့အဲ့တော့ဒီဘက်ကိုတစ်လုံးနှလုံးသုံးလုံးလေးလုံးကြော်စာယူထားတယ်နော်လေးလုံး